သိရှိထားတဲ့အတိုင်းပဲခင်ဗျာတခိတခါကထွန်းတောက်ခဲ့တဲ့ကျယ်ပွင့်ကြီးဖြစ်တဲ့ထွန်းလွင်မိုးပဲဖြစ်ပါတယ်ထွန်းလွင်မိုးဟာဂျပန်နိုင်ငံမှာရွှေတံဆိပ်စုကို5 ခုတိတိ5 စုတိတိရရှိထားသလို2016 2019ကမ္ဘာချန်ပီယံဖြစ်ပြီးတော့ရှုံးပွဲမရှိစံချိန်တင်ထားခဲ့တဲ့ကစားသမားပဲဖြစ်ပါတယ်ခင်ဗျာယခုနာမည်ကြီးရေပန်းစားနေတဲ့တန့်စင်ရဲ့အကိုရင်းပဲဖြစ်ပါတယ်ခင်ဗျာရွာသားဆရာကြီးထွန်းလွင်မိုးရဲ့ဆွဲရည်တတိဘလို့ရှိရဲဆိုတာကိုလေးလုံးနဲ့6ပေါက်နဲ့တိတ်ကြည့်သွားလဲမြောက်ချမ်းမအောင်ခင်ဗျာဆိုတာဒီကောင်ပါပဲခင်ဗျတတိကိုအရင်တီအသေးကိုမနိုင်ထားပညာကိုအကုန်ဆွမ်းပြခဲ့တယ်ဖေကားပေါ်လက်ဝိတ်ကျော်ထွန်းလွင်မိုးပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျာစုတော်မွေခင်ဗျာစုတော်မွေကျွန်တော်တို့ဝါသနာရှင်တူကနေပြီးတော့ထွန်းလွင်မိုးဟာစုတော်ငွေတသိန်းကျပ်ချီးမြှင့်မြောက်စားပါတယ်ခင်ဗျာလက်ခုပ်ဩဘာလေးတွေနဲ့ချီးမြှင့်ကြပါဦးခင်ဗျာ